Okay,အခုကျွန်တော်ကဒီမှာ step နော် 32k ဒီကကျွန်တော် step 2လာမယ်ဒီကအခု damage stack ကဒီမှာ delete to e540 နော်ဘာမှ post ကွာမှာငါဒီမှာချက်စီရှိရ UI file ရှိရနော်အဲကျွန်တော်ဒီချက်စီ BIOS နဲ့တင်ပြပါနော်အဲကျွန်တော်အခုဖမ်းဝယ်ပါနော် BIOS အဲပြတဲ့ဒီကောင် battery key ပါနော်ပုံပြီးတော့ဒီမှာကျွန်တော် USB storage drive ဒီမှာ logistic board storage drive Chrome of လို့တက်တယ်နော်ဒီမှာကျွန်တော်ဒီစက်မှာပါပဲ 4K ရှိတော့နော်4500ရှိရနော်ခုနပြောပြပါတယ်အဲကျွန်တော် Crosshair Chrome Web Flat Nice ဒီမှာဆိုရင်ဒီကောင်ပြောရဲတော့ကျွန်တော်တို့ဒီ Chrome Web Flat ပါဒီ header မှာရှိတရားအားလုံးဖြတ်တော့ပါနော်ကျွန်တော် header မှာဘာမှမရှိဘူးနော်ဒီမှာ ensure code လို့ပြီးတာနော်သူရေးတာover header လည်းမဟုတ်ဘူးဒီမှာရှိရဲ့ data အားလုံးဖြတ်တော့ပါနော်တကယ်အဲ့ဒါတကယ်တင်မယ်ဆိုရင်ဒီ internet header မှာရှိ data ကိုကူးထားပါရမယ်နော် data ပြတာရအောင်လည်းသူတောင်းပြီးပြောတာနော်ကျွန်တော် data ရောဒီတင်မယ်ဆိုတော့ဒီ message ရဲ့ data ရောပတ်သက်ယူထားမှာရမယ်နော်ပတ်သက်ယူရတဲ့ဆိုတော့ဒီ h data အရင်တော့တခြား data တွေကူးထားပါရမယ်နော်install clone က flat အဲဒီမှာနော်ဝယ်ရရော android handset ပေါ့နော်ရွှေရတဲ့ packet နော်မေးနော် try install လိုက်ဒီနေ့ရော data ကိုပြပါနော်ဒီ header ထဲမှာအခုကျွန်တော် header ထဲမှာဘာမှမရှိဘူးနော်install လိုက်အဲဆိုရင်သူကဒီမှာရေးရနော် installation meeting at 20 minutes ဆိုတော့ကျွန်တော် header ကြောင့်ပြင်ဖြစ်မယ်နော်ကျွန်တော် header တော့တုံးတာနော် header 900 kg ကိုတုံးတာနော် SSD ဆိုတာပုံမှန်ပဲတင်တယ်နော်ဒီက installation meeting at 20 minutes ဆောင်းပါရမယ်နော်ကျွန်တော်ဒီကိုခဏ pass လုပ်ထားမယ်နော်အခု installation computer ပြရနော်ခဏဆောင်းပါမယ်နော်တော့ဒီစက္ကန့်20ကြာကြာနော်စားလာပေါ့ရှားချရရနော်ကျွန်တော်အားကျွန်တော် stick ကိုဖြုတ်လိုက်မယ်ဆောက်တက်ချင်တယ်နော်တက်လိုက် Chrome Web Flash
casted ကျွန်တော် Wi-Fi ချိန်မယ်ခဏနော်ဒီမှာကျွန်တော် Wi-Fi ချိန်လိုက်တယ်နော်ချိန်လိုက်မှရပြီ 4% ဆိုပေါ်လာနော်ဒီမှာကျွန်တော် gas နဲ့တော်လို့ရနော် browser ကနေတော်လို့ရ percentage နဲ့တော်တယ်နော်ခဏတော့စောင့်နေနော်ခဏစောင့်မယ်ပတ်လာနော်ဒီမှာသူ update တွေဆိုရရင်ကျွန်တော်နောက်မှလုပ်မယ်နော် update 80 minute ပဲဖြစ်နေတာကျွန်တော်နောက်မှကျွန်တော် update လုပ်လို့ရနော် scan memory တိုင်းတယ်then Google account ဝင်ခိုင်းမယ်နော် use your Google account on your Chrome browser အဲ့ဒီမယ်ဒီမှာကျွန်တော် email ဝင်ရမယ်နော်ခိုင်းဟိုကျွန်တော်ဝင်လာပြီနော်ကျွန်တော်ကောင်းတယ်ဒီမေးခွန်းကိုကျွန်တော်ကြောက်ရမှာပြီနော်အဲ့ဒါ asset continue ဒီမှာဆိုရင်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်အကောင့်မှာရှိတဲ့ password ပုံမှန်တွေကိုနော်စင်တော့မှပေးရနော်ကျွန်တော်စင်နေပြရပါတော့အဲ့ဒါဆိုကျွန်တော်ပုံမှန်တွေ browser တွေမှာပါလာမှာနော်ဒီ Chrome browser နော် computer မှာသုံးတဲ့ Chrome browser ကပုံမှန်တွေ password history အဲ့ဒါပါလာမှာနောက်လို့ဆိုရင်တော့အတိအကျတိုင်းဖြစ်နေကျွန်တော်စင်နေပြရအဲ့ရတာအကြည့်ရပါနော်စက်ကိုတင်အဲ့ပါတော့ password ထဲမှာပုံမှန်ဆိုတော့ဒီဆိုတော့ password ထည့်လိုက်မယ်နော်အဲ့ဒါဘာလို့မှာလဲဘာလို့တွေ့ရပါလဲ combo ပေါ်ပါရတာအမရွေးရရ skip နေတယ်ဒီနေ့ AI ရောက်ပါတယ်ဒီနေ့စနေတိုင်း touch bus score လေးနေ display time side is နဲ့ဆိုရင်ဘာနဲ့ယူမှာလဲနော် set light down နဲ့နော်ဒီနေ့စနေတိုင်းနော်တက်တန်းယူမှာ item ယူမှာ auto ယူမှာနော် item ထားနော် item ထားယူအောင်စတိုင်း custom ရပြီနော်ဒါ Chrome OS flag ကိုလက်စီဖို့မှတင်တာနော်ဆိုရင် other key မှာတော့ကျွန်တော်ဟိုဒီလောက်မျိုး add လေးပဲရမှာပေါ့နော် extra form wrap ဒီမှာတော့ Chrome OS flag မှာတော့ web version မဲ့တော့ရအောင်ကျွန်တော်flag ပါနော်ဒီမှာဆိုရင်အဲ့ပါမယ်ဆိုတော့Google Drive ပါမယ် Chrome နော်ဒီမှာဆိုရင်ဘာလို့ရှိနေYouTube app ပါနော်တွေ့လို့အဲ့ရတော့ဒီပါနော် YouTube ကိုတက် app လေးပါတယ် browser ပေါ့နော် browser ဟိုမှာတက် app ဖြစ်သွားပါနော် YouTube ပါမယ် Google Drive ပါမယ် Kimi Sheet ဒီစုခုပါတယ်ပေါ့နော်ကျွန်တော်ရတော့တက်လို့မရဘူးနော်ဒီကောင် Play Store မှာပါတယ်လို့ပဲတော့မရဘူးအခြေခံ Google ရောပေါ့ပါတယ်နော်ဒါ Chrome OS flag ဒီမှာတင်တော့နော်ဟိုမှာဒီစီမှာတင်တော့နော်ဒီမှာဒီ set ရဲ့ device တွေအကြောင်းသိချင်ကြတယ်ကျွန်တော်တို့ဒီ Chrome OS update ကြဖျက်တော့နော်ဒီ diagnostic ဒီမှာကျွန်တော် server i34 run again
brand ဖိုးခဲ့တယ်နော် story ကကျွန်တော်ပေါ်မှာကြည့်မှရမယ် explore တော့ကြည့်မှရမယ်ဒီမှာနော်ကျွန်တော်ရဲ့ဒီက30နှစ်ဒီမှာနေဆိုတော့ဒါ heading 900ပါနော် heading 9မှာတင်ရတာလည်းတော်တယ်နော်အခု flag ကိုလေးစီဝတ်တင်တာတော့ page file ဝတ်ပြန်တင်ပြအောင်နော်ဒါတော့ page keyword တော့ test လုပ်လို့ရတယ်နော်Chrome ပေါ်မှာဆိုတော့ဒါ Chrome keyword ပြပါမယ်ဒါဒီမှာထည့်ပြရမှာရှိနော် application update ပေးရနော်ဒါပဲChrome flag ကို legacy BIOS မှာတင်ပြရနော် legacy move BIOS legacy move မှာတင်ပြရနော် legacy BIOS မှာတင်ပြရ